ဒီညနေကတော့အုံတို့ခောက်ဆွဲလေးပိုးနေရတယ်အဲ့နဲ့ဘူးသီး2ခုရယ်ပဲကြော်ရယ်နောက်ငါးချစ်2ခုရယ်ဥပဲဥရယ်နဲ့စားပြတယ်ပဲကြော်ကပဲကြော်ကတော့ဥကီသွားပြီကျွန်တော်ဒီအောင်ဟင်းတွေလောင်းပြီးတော့ဟိုရိုက်ဖို့ချိန်တာနဲ့ပြင်တာနဲ့ဆိုတော့9မိနစ်လောက်ကြာသွားပါတော့နော်9မိနစ်လောက်ကြာသွားတာ哦ပဲကြော်လေးကကျွတ်တော့မွာတော့အဲ့တော့စီးပြေးသွားတယ်လာစားရဲ့လူတွေကပြောကြတယ်ညူသီးမှုန်လေးကလည်းမှုေးနေရပဲတဲ့ကျွန်တော်တို့ကဒီညူသီးမှုန်ကိုကျွန်တော်တို့အများအားဝယ်နေကြတယ်အိတ်ဆိုင်ကနေဝယ်တယ်သူကပြောပြီးတော့ရောင်းတယ်အကောင်းစားဒါနဲ့အညံ့စားဒါပေါ့နော်အဲ့လိုမျိုးမှန်မှန်ကန်ကန်ပြောတော့ကျွန်တော်တို့အတွက်ကအဆင်ပြေတယ်ကိုကအကောင်းကြိုက်တယ်ဆိုလို့ရှိရင်အကောင်းနေကြီးပဲဝယ်တာပဲပေါ့နော်အဲ့လိုဆိုတော့တိတ်စကားအများကြီးပြောစရာမလိုတော့ဘူးပေါ့ဘုံတို့ခောက်ဆွဲကိုကျွန်တော်ကကြက်ယူများများကြက်သားများများနဲ့ချက်ထားပါပေါ့နော်နောက်ပြီးတော့အုံသီးအစ်စ်ကိုလည်းညှစ်ပြီးတော့ကြိုပြီးတော့ချက်ထားတဲ့အခါကျတော့တွေးလို့ရှိတဲ့လူတွေအတွက်နည်းနည်းလေးဟိုစေးပုံမှန်စေးလေးတောက်ပေါ့နော်ပုံမှန်စေးလေးတောက်ပြီးတော့စားလို့ရှိရင်โอเคတယ်နောက်ကြားကိုကြတော့ကျွန်တော်ကကြားညိုသုံးတယ်ကြားညိုသုံးတော့အရင်မချိုးကျွန်တော်ညနေစေးလေးတောက်ဖို့မေးတောက်လာကျွန်တော်တို့ရှိရအုံနုခောက်ဆွဲကိုကြတော့လေအဲ့လိုပဲအုံနုခောက်ဆွဲအရန်ကြိုက်တဲ့လူတွေကခဏတိုင်းလာစားကြတယ်နော်အရန်ကောင်းလို့ဆိုပြီးတော့လေဆိုတော့ကျွန်တော်ပုံမှန်ဆိုလို့ရှိရင်အုံနုခောက်ဆွဲဟိုမစားပြဘူးဆိုတာဟိုအရင်ဟိုငယ်ကလေးကစီးရိုမရှိခင်ကလေးကကျွန်တော်ကအုံနုခောက်ဆွဲတိတ်မကြိုက်တိတ်ကြိုက်တဲ့ထဲမှာမပါဘူးစီးရိုရှိသွားပြီတဲ့အခါကျတော့လေများသောအားဖြင့်ကအုံနုခောက်ဆွဲထဲမှာသူကဟိုတကြားတွေအများကြီးပါတယ်နောက်ပြီးရင်တချို့တွေကြတော့ဆရာကြီးပေါ့နော်အဲ့လိုမျိုးဟိုတကြားအဲ့ကက်မီကယ်တွေနဲ့လုပ်ထားတဲ့တကြားတွေပေါ့နော်အဲ့လိုဟာမျိုးတွေသုံးတာတွေလည်းရှိတယ်နောက်ပြီးတော့အချုံမှုန့်နေတာသုံးတာသူတို့ကဟိုကြက်သားတွေပါလေတိတ်မသုံးကျင်တဲ့အခါကျတော့အချုံမှုန့်သုံးလိုက်တာပေါ့နော်အချုံမှုန့်သုံးလိုက်လို့ရှိရင်ဘာဖြစ်ဖြစ်ရတာရှိသွားတယ်ပေါ့ဆိုတော့အဲ့လိုမျိုးတွေကြောင့်ကျွန်တော်ကတောင်းဘယ်ဆိုင်မှာဥနုခောက်ဆွဲမစားဘူးအခုကြတော့ကိုယ့်ဘကိုချက်တဲ့ဟာဆိုတော့ကိုယ့်ဘကိုစားပြစ်တယ်နောက်ပြီးတော့ကျွန်တော်တို့သုံးတဲ့ကြက်ကလည်းဟာလာချက်အဲ့ဒီညီလေးစီမှာကြက်သားရောင်းတဲ့ညီလေးစီမှာကျွန်တော်ဝယ်တာ3နှစ်ကျော်ပြီပြုံးလင်းကိုစရောက်ကြရသူ့စီမှာပဲဝယ်တာသူ့ရဲ့ကြက်ကဟိုအနက်မနက်သူတို့ပြောတာတော့အဲ့ဒီခြံတွေကကျွေးတဲ့အစာပေါ်မူတည်ရပါတော့နော်ကျွေးတဲ့အစာပေါ်မူတည်ပြီးတော့အနက်တွေကနန္နာတို့မနန္နာတို့ရှိတယ်တဲ့ဆိုတော့ကျွန်တော်အရင်ဗီဒီယိုတစ်ခုမှတော့သူ့ဆိုင်လေးကိုရိုက်ပြမယ်ဆိုပြီးတော့ကျွန်တော်ပြောခဲ့ပူတယ်အဲ့ဒါအခုထိကိုမရိုက်ရသေးဘူးအဲ့ဒါလေးတစ်ခုအကျွေးရှိသေးတယ်နောက်နေ့ကျတော့မှကျွန်တော်အဆင်သင့်လို့ရှိရင်သူတို့ဆိုင်ကိုရိုက်ပြမယ်သူတို့ကမနက်ပိုင်းဆိုရင်ဇေယျကတုံးမှာထွက်တယ်ညနေပိုင်းဆိုရင်
ဒီကာကြီးကွင်းဈေးထောက်မှာထပ်တယ်သူကဈေးမှန်တယ်ပစ္စည်းကောင်းတယ်အဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ကျွန်တော်ဟင်းရည်လေးထပ်ပြီးတော့တောက်လိုက်ပါဦးနော်ကျေးဇူးနော်